ကလေးတယောက်ဟာမျက်စင်းတစ်ဆက်ခတ်လိုက်ပါတယ်နောက်တစ်ဆက်ကမှပဲလူတိုင်းကသူမရဲ့မျက်နှာပေါ်မှာတခုခုရှိနေတယ်လို့ထင်ပြီးစိုက်ကြည့်လာကြပါတယ်သူမလည်းဘာဖြစ်တာလဲဆိုတာသိရအောင်ဖုန်းကိုအမြန်ထုတ်ပြီးစစ်ဆေးကြည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲနောက်ဆုံးတန်းကအတန်းဖော်တွေပါသူမကိုစိုက်ကြည့်နေတာကိုသတိထားမိသွားပါတယ်သူတို့ရဲ့မျက်နှာတွေကလုံးဝစိတ်ငြိမ်ငြိမ်နဲ့မျက်တောင်မခတ်တန်းစိုက်ကြည့်နေကြတာမို့မိန်းကလေးလည်းလက်ဖြတ်ပြီးအတန်းထဲကနေဝုန်းတိုင်းကျဲကပြေးထွက်ခဲ့ပါတော့တယ်စင်ကြံလန်းကိုရောက်တော့လဲចောင်းသားတွေကသူမကိုပဲကြည့်နေကြပြီးဘယ်နေရာကိုပဲသွားလူတွေရဲ့အကြည့်တွေကသူမစီမှာပဲကပ်ပါလာပါတယ်ရုတ်တရက်လူအများကြီးရဲ့စိုက်ကြည့်ခြင်းကိုခံလိုက်ရတာမို့အနာတယောက်ပြရခတ်ပြီးစိတ်ချောက်ချသွားပါတယ်ဒါနဲ့သူမလည်းအတန်းဖော်တယောက်ကိုဘာလို့စိုက်ကြည့်နေတာလဲလို့တိတိကျကျမေးကြည့်တဲ့အခါမှာတော့ထိုအတန်းဖော်ကငါနဲ့ကိုကြည့်မနေပါဘူးလို့ပြန်ပြောပါတယ်အနာတယောက်လုံးဝကိုဇဝေဇဝါဖြစ်သွားပါတော့တယ်လူတိုင်းရဲ့မျက်လုံးတွေကသူမစီမှာပဲရှိနေတာကိုဘာကြကောက်လဲဆိုတာအဖြေရှာမရတော့တဲ့အစုံចောင်းကနေထွက်လာခဲ့ပါတော့တယ်ပိုပြီးယူကျင်စရာကောင်းတာကလမ်းလျှောက်နေရင်းနဲ့တောင်လမ်းပေါ်ကလူတိုင်းရဲ့အကြည့်တွေကအန်နာစီမှာပဲရောက်နေတာပါကောင်မလေးနှစ်ယောက် selfie ရိုက်နေကြပေမဲ့သူတို့ရဲ့မျက်လုံးတွေကအန်နာကိုပဲစိုက်ကြည့်နေကြတယ်အမေတယောက်ကလည်းသူမရဲ့ကလေးကိုလေးထဲမြောက်ပြီးစော့နေပေမဲ့ကလေးရဲ့ဘေးအန္တရာယ်ကိုဂရုမစိုက်နိုင်တော့ပဲအန်နာကိုပဲတစိုက်မမတ်ကြည့်နေပါတယ်အန်နာလည်းဆက်ပြီးမတောင့်ခံနိုင်တော့တာမို့အိမ်ကိုပဲအပြေးလွှားပြန်လာခဲ့ပါတော့တယ်စိတ်ပြေလက်ပြောက်ဖြစ်အောင် TV ဖွင့်လိုက်တဲ့အခါမှာလည်း TV ထဲကတရုတ်ဆောင်တွေကပါသူမကိုစိုက်ကြည့်နေကြပြန်ပါတယ်အန်နာတယောက်ဘာတွေဖြစ်နေမှန်းမသိပဲအလွန်အမင်းထိတ်လန့်ကြောက်ရွံ့နေမိပါတယ်နောက်တနေ့ကျောင်းသွားလမ်းမှာတော့သူမဟာအမျိုးသားတယောက်နဲ့တိုက်မိသွားပါတယ်။အဲ့ဒီအချိန်မှာအိတ်ထဲကမျက်စင်းဆေးဘူးလေးလွင့်စင်ကျသွားခဲ့ပါတယ်။ထိုအမျိုးသားကမျက်စင်းဘူးကိုကောက်ပေးခဲ့ပေမဲ့အန်နာကတော့လူတွေရဲ့အကြည့်တွေကိုကြောက်လန့်နေတာကြောင့်မျက်စင်းဘူးကိုဆွဲလုပြီးချက်ချင်းပြေးထွက်ခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်သူမအကြံတစ်ခုရသွားပါတယ်။ထိုအမျိုးသားကမျက်စင်းဘူးကိုကောက်ပေးတော့ကသူမကိုစိုက်ကြည့်မနေခဲ့ပါဘူး။ဒါနဲ့ပဲအန်နာကသူ့ကိုပြန်ပေးဖို့နောက်ကနေအလောတကြီးလိုက်သွားရင်းအမှားမှားယွင်းနဲ့အမျိုးသားတန့်စင်ကန်းတဲ့အထိလိုက်ဝင်မိသွားလို့အတော်လေးစိတ်အနှောက်အယှက်ဖြစ်စရာအခြေအနေဖြစ်သွားခဲ့ပါတယ်။ထိုအမျိုးသားကသူမကိုကန်တင်း cafeteria ထဲခေါ်သွားပြီးသူ့အိတ်ကက်ထဲကနေအန်နာဘူးနဲ့ပုံစံတူမျက်စင်းဆေးဘူးတစ်ဘူးကိုထုတ်ပြလိုက်ပါတယ်ပြီးတော့သူကအခုလိုရှင်းပြပါတယ်ဒါတွေကလူတွေရဲ့အာယုံဆိုင်မှုကိုဆွဲဆောင်နိုင်တဲ့အထူးမျက်စင်းဆေးတွေပြတစ်ဆက်ခတ်လိုက်ရုံနဲ့လူတိုင်းကမင်းကိုကြည့်လာလိမ့်မယ်။ဒါပေမဲ့ဒီဆေးကိုအရင်ကတုံးဖူးတဲ့သူတွေအပေါ်မှာတော့တက်ရောက်မှုမရှိဘူး။ငါလည်းဒီမျက်စင်းဆေးကိုတုံးထားတာမို့လို့မင်းကိုစိုက်မကြည့်ပဲလွှဲကြည့်နိုင်တာပေါ့အမျိုးသားကဆက်ပြီးပြောပြတာကတော့ဒီဆေးရဲ့အာနိတင်က3နာရီပဲခံတာပါဒါပေမဲ့တကယ်တမ်းကျတော့ဒါတွေအားလုံးကစိတ်အာရုံခြောက်ခြားမှု hallucination တွေပဲဖြစ်ပါတယ်လူတွေကမင်းကိုတကယ်စိုက်ကြည့်နေကြတာမဟုတ်ပါဘူးသူတို့ကပုံမှန်အတိုင်းပဲသူတို့ကြည့်စရာရှိတာကိုကြည့်နေကြတာပါဒါပေမဲ့မင်းကဒီမျက်စင်စေးကိုခတ်လိုက်တဲ့အတွက်လူတိုင်းကမင်းကိုပဲကြည့်နေကြတယ်လို့ကိုယ်စိတ်ထဲမှာထင်ရောက်ထင်မှဖြစ်သွားစေတာဆေးအာနိတင်ကုန်သွားတာနဲ့အဲ့ဒီထင်ရောက်ထင်မှဖြစ်မှုကအလိုလိုပြောက်ကွယ်သွားလိမ့်မယ်ဒီစကားကိုကြားလိုက်ရမှပဲအန်နာတယောက်စိုးရိမ်စိတ်တွေပြေပြောက်ပြီးတပြင်းချနိုင်မှာတော့တယ်